ရှိတော့နဲ့သူတို့ကအမျိုးမျိုးတယောက်ကဟိုလမ်းတန်းပြစ်လိုက်နဲ့မောရှေနဲ့အာရုံကလည်းပြစ်လိုက်တော့မွေဖြစ်သွားတယ်လေမဟုတ်ဘူးလားမွေဖြစ်သွားတော့သူ့ရဲ့မွေကသူတို့အကောင်လုံးမျိုးချလိုက်တယ်မျိုးချလိုက်တော့အမီးမကိုင်းလိုက်တော့ဘာဖြစ်သွားလဲအဝေးဖြစ်သွားတယ်ကြည့်လိုက်အဲ့ဒီတောင်ဝဲကကားတိုင်းကိုပုံဆောင်တယ်အာမင်္ဂလာအားလုံးမျိုးချပြီးသားအမှုပြီးပြီဘာကြောင့်ရေးသွားမလဲဒီတည်င်းကောင်းကိုမသိနားမလေလို့မယုံကြည်လို့ပဲငရေးသွားမယ်အာရံပြတ်နာကုန်ဖြစ်ရှင်းပြီးတယ်ကျွန်တော်တို့ရဲ့လုံနေဟာကအစအားလုံးသူကခွန်းလက်ပြီးသားဖျားခွန်းလက်တယ်ဆိုတော့မြင့်ပြစ်လိုက်တယ်အမှုပြီးပြီကိုခန္ဓာကိုမပိုင်ဘူးဖျားပိုင်တဲ့အတွက်ကြောင့်မစိုးရင်လည်းတင်းမဲ့မလားရှိတယ်မကြောက်နဲ့ငါဒီစပစ်ငွေပင်ဖြစ်တင်းတို့ဒီအခက်များဖြစ်ကြပြီဥပမာသူပေးထားတာလေစပစ်အနွေနဲ့အခက်ကအသက်ကမလောက်လဲတချောင်းသေးပဲလေအနွေကအကုန်လုံးအနွေအပွင့်မဲ့ဟာအတိကအစရွက်ကစပစ်ငွေပင်ကတာဝန်ယူထားတယ်လို့ကျွန်တော်ယုံကြည်သူဟာဖယားကအားလုံးတာဝန်ယူထားပြီလေဒါကြောင့်ဒီခက်မှာအားကိုးစရာပါရှိတယ်ဖယားပဲအားကိုးလို့ရတယ်ဆာလံပြတဲ့ရှေ့ခါငရှိတဲ့ကောပါထာဝရဘုရားနဲ့ခိုးလုံးချင်းလူကိုစားခြင်းတဲ့တိုင်ကောင်း၏ထာဝရဘုရားနဲ့ခိုးလုံးချင်းမင်းကိုကိုစားခြင်းတဲ့တိုင်ကောင်းဖယားပဲကိုစားလို့ရတယ်ဟေဆာယခန်းချင်းနဲ့20နှစ်နှခေါင်းနဲ့အသက်ရှူတော့လူကိုအမကိုနဲ့ဒါကြောင့်ကျွန်တော်တို့လူအားကိုးလို့မရတဲ့အတွက်ဖယားကလုံးဝမအိပ်ပဲထာဝရဘုရားတင်းတော့ကိုကြည်ရှုတော်သူတွေငိုင်းနေအိပ်ပျော်ရှင်ရှိတော်မူတင်းတို့ထွက်ချင်းနဲ့ဝင်ချင်းနဲ့ရခိုးပါစားစင်မပြတ်ဆောင်တော်မူပြီမနဲ့ဖြန်အတွက်မစိုးရင်နဲ့ဆိုတဲ့ဖယားကယောမအခန်းကြီးရှစ်30နဲ့မှာဖယားသခင်ငါတို့ဖက်နေရှိနေငါတို့တစ်ဖက်နဲ့တူရှိနေတယ်မိမိသားတော်ရင်ကမနှမျောနဲ့ငါတို့ရှိတဲ့မြတ်ဖို့အလုံးကစွန့်တော်မူတော်သူတွေသားတော်နဲ့တော့ခတ်သိမ်းတော့ရတော့ငါတို့ပေးနိုင်တယ်ဟာလေလုယာဖယားတဲ့အကုန်လုံးတတ်နိုင်တဲ့အတွက်ကြောင့်ဒီနေရာမှာဆိုလူထက်ဖယားအားကိုဖို့ဖယားကိုအားကိုယူမကကူစားဖို့ဒါကြောင့်ဒီနေရာမှာဘာလို့ရမလဲဖယားသခင်နဲ့အကျိုးဝင်ရဲ့မိတ္တဟာယဖွေလို့ထိုတော့ပြုတ်မှကောင်းစားခြင်းတို့ရောက်လာပြီနှုတ်တော်ထွက်စရာကိုခါရီစကားတော်ကိုနှလုံးနဲ့တွန်းမှတော့ထိုခါနဲ့တဘောချင်းနဲ့တင်းနဲ့ဆွေးရနာတင်း300တော့ငွေပန်းနာဖြစ်ပြီတင်းဆူတောင်းနဲ့ချင်မှပေးမယ်ဖယားနဲ့မိတ္တဟာယဖွေရမယ်မိတ္တဟာယဖွေရမယ်ဒါကြောင့်ယုံကြည်သူတွေဆူတောင်းခြင်းကိုအားမကိုနဲ့ဆူတောင်းအခုအသက်ရှင်တာလေရှူဆိုင်တာအားကိုတလားမကြည့်တော့ဘူးနော်အသက်ရှင်လို့လေရှူတာပဲရှူဆိုင်တာပဲဒီလိုပဲယုံကြည်သူရဲ့ဘေးပြမ်းဆူတောင်းခြင်းအသက်ပဲဟုတ်တယ်နော်အသက်ဘေးပြမ်းဆူတောင်းခြင်းမျက်စိဖုံးပြီးဆူတောင်းနေဟာရှိနေလမ်းလျှောက်ရင်းနဲ့ဆူတောင်းနေဟာရှိတယ်တွားလာတဲ့နေရာတိုင်းမှာဆူတောင်းနေဟာရှိဘုရားကိုအားကိုတွားဖို့ဒါကြောင့်ကျွန်တော်တို့ကိုဟာကိုမပိုင်ပါလားဘုရားပိုင်နေတဲ့ကြောင့်ဒေသမလဲသူဝေထားပြီးတော့ကောင်းနေမှုတွားမယ်သူကောင်းခြင်းပုံတွားတယ်လို့သခင်ယေရှုကောလောသဲအခန်းကြီး3အခန်းငယ်3 4မှာကျွန်တော်ကိုကယ်တင်တဲ့ခရစ်တော်ပေါ်ထွန်းလာတဲ့အချိန်မှာကျွန်တော်လည်းဘုံထင်ရှားပြီးကောင်းနေမှုဝင်စားမယ်ဒါကြောင့်လောကအသက်ဖြစ်တယ်လောကမှာအသက်ဖြစ်တဲ့ကြောင့်လောကအသက်ဖြစ်တဲ့အချိန်မှာကျွန်တော်ဘယ်သူခြာရမလဲကျွန်တော်လောကမှာသက်ရှင်တာဘာကြောင့်လဲပြောင်းဆုံးဝင်မြင်မြတ်ရှာဖို့တလောကအလုံးမှာဖယားအမြင်မှာနှစ်သိမ်းပဲရှိတယ်စာတန်အတင်းနဲ့ခရစ်တော်အတင်းပဲရှိတယ်နှစ်သိမ်းငရေးမှလည်းကောင်းပြီနဲ့မလဲဒီပြီးမှလည်းငရေးနဲ့ကောင်းပြီမရှိတယ်မဟုတ်ဘူးလားဒါကြောင့်အဓိကဘယ်တော့ကိုအားကိုးရမလဲလူမျိုးရေးဘာသာရေးအာမကုနဲ့ကိုယ့်ကိုယ်လေးအာမကုနဲ့နိုင်ငံရေးကိုလည်းအာမကုနဲ့ခရိယန်ကိုလည်းအာမကုနဲ့ဒါပေမဲ့ခရစ်တော်ကိုတော့အားကိုးရတယ်ခရစ်တော်ပဲကိုယ်ကမဆန်နဲ့ငါဒီလမ်းရှိပြီးတမန်တရားလေးဖြစ်အတက်လေးငါ့ကိုအမြင်မပြုတ်ရင်အဘေးသူမြတ်ခမည်းတော်ထမ်းလို့မရဘူး